တင်ဆက်ပေးမဲ့သတင်းကတော့အာဏာသိမ်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့လူထုရဲ့ဘဝကိုအေးချမ်းတည်ငြိမ်အောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီးရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင်အဖွဲ့၃ဘွဲကပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ပါတယ်။ကရင်နယ်ခြားစောင့်တပ် BGF ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA-PC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA အဖွဲ့၃ဘွဲကထိပ်ပိုင်းခေါင်းဆောင်တွေဟာမနေ့ကစက်တင်ဘာလ28ရက်နေ့မှာမြဝတီမြို့နယ်မှာရှိတဲ့ BGF အမှတ်2တပ်နယ်ဌာနချုပ်ဖြစ်တဲ့တေကတေကြီးရွာမှာတွေ့ဆုံပွဲပြုလုပ်ပြီးနောက်ပူးတွဲကြေညာချက်ထုတ်လာတာပါအဲ့ဒီ၃ဘွဲမှာ BGF ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKBA နဲ့ KNU KNLA-PC တို့ကတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်ပူးတွဲကြေညာချက်မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပါတယ်ရွေးကောက်ပွဲမထိခိုက်အောင်လဲကာကွယ်ဆောက်ရှောက်သွားမယ်လို့ကြေညာချက်မှာဆိုထားပါသေးတယ်။လက်ရှိကရင်ပြည်နယ်တွေကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်နဲ့အတူကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင်တွေပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တချို့ရဲ့ပြောပြချက်အရသိရပါတယ်။ကရင်ပြည်နယ်မှာအင်အားအကောင်းဆုံးနဲ့ခေတ်ဆက်ဆက်ပြည်သူနဲ့အတူရပ်တည်ပြီးစစ်အာဏာရှင်တွေကိုတော်လှန်ခဲ့တဲ့ကရင်အမျိုးသားစီယုံ KNU ဥက္ကဋ္ဌကစစ်တပ်ရွေးကောက်ပွဲမကျင်းပနိုင်အောင်အမျိုးသားရေးတာဝန်တရက်အနေနဲ့ကရင်လူမျိုးတိုင်းကဆောင်ရွက်ကြရမယ်လို့ပြောကြားထားပါတယ်။ဒါအပြင် KNU ရဲ့တပ်မဟာအသီးသီးကလည်းစိုးမိုးဒေသတွေမှာစစ်တပ်ရွေးကောက်ပွဲကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ထားပါတယ်ရှင်။